Hello สวัสดีค่ะมิงค่ะชินยินดีต้อนรับเข้าสู่ Zap ตัวพี่ชาแนลเนี่ยจู่ๆได้พาเดเลดมา EP 1 Part 4ဖြစ်ပါဒီဗီဒီယိုကဒီနေ့ပေါ့နော်မန်ဒါတဆောက်မဲ့ကိုတမဘာမရှိပိတ်စားနေတာနဲ့ဘာယူကောင်းလဲဘာမဝယ်ယူလိုက်မယ်ဘာမဒီမှာဘာမယူမယ်ပြီးရင်မန်ဒါတလုံးဒီစမောဒီတာတွေရမရသေးဘူးလားတကယ်ဘာတခုမှမရသေးတာဟုတ်လားတော်တော်ကြာပြီစမ်းကြည့်အောင်ဟုတ်ရပြီပဲဒါဆိုစားလိုက်တာပေါ့ကောင်းပြီအာလူတွေရောမရသေးဘူးနောက်ပါကြောင်းလက်ပြဆိုင်ထဲလိုက်တော့မယ်ကျန်တဲ့အပူစီးတွေကိုဒီမှာရိတ်သိမ်းဆက်ကဲပြင်သိမ်းမယ်ပြီးတော့နေစလဲနဲ့တယူလိုက်ရှာဒီနာစလဲတွေမယူစလဲနေလို့တခါစလဲတလိုက်ရှာတော့ပြင်မလည်းညာกลับมาถึงบ้านเจอกับพวกครีปเปอร์พวกซอมบี้ก็เต็มขอให้ครีปเปอร์ไปออกไปที่อื่นในที่น้ำดีกว่าFinally มีเด็กเราก็มีพวกเขาไฟไม่ไปหมดแล้วไปทำอะไรต่อดีเอาฟักทองวางไว้เสร็จแล้วก็ทำกระจกช่วงนี้ทาวิดีโอนี้มาสะจุกเปลี่ยนแต่ดาเสร็จแล้วเดี๋ยวมาทาพวกมันไม่ดูชี
เอาล่ะมาให้อาหารพวกสัตว์ต่างๆของเรากันดีกว่านะตอนนี้ขอไปดูก่อนฝากของเรามี2 อันมันได้แล้วตะคุณตะคุโรยาปีတရိษံနေစားတဲ့ကျွေးမယ်ဒီရရတဲ့ဟာနဲ့ပဲတရိษံစားတဲ့ကျွေးမှာဟိုတစ်တာတဲ့ဟာမှာကိုင်มาให้อาหารเลยทำให้เพื่อนหมูขึ้นมาว่าดีซะကျွေးမယ်นักကောင်รู้ละကျန်တဲ့ကောင်တော့မကြည့်တော့အဖို့မရှိอ๋อမင်းเนี่ยน้องตะกาวมั้ยนะส่วนตัวเองကျွေးထားမယ်นี่มาเยอะนี่ตัวไตกาวนักกาวโอเคပြီးရင်ငါน้องตะกาวတော့ပြတဲ့ရှာအောင်တွေ့ပြီဟိုမှာနွားဟာနကောင်နော်လားโอเคလေလိုက်လာခဲ့มาเข้ามาได้เลยเจ้าหนูเข้ามาเลยเวลาแค่ไม่เอาละแล้วตัวเด็กก่อนโอเคနောက်ဆုံးရပြီပြင်ထွက်ပဲเนาะထွက်ခွင့်ပေးပါအောင်ထွက်ခွင့်ပြုပါအောင်ပြီးတော့မလာအစားရပြီးတော့ရ sorry bro sorry ပဲတစ်ချက်လောက် show ကြည့်အောင်တို့တွေချင်းတာရနေလိုက်ကြဟိုမောင်နေပြီပဲစပါးခင်းမှာပါရဒီတစ်ခုရပြီစိုက်ထဲတာပေတာရလဲရတဲ့ဟာပါတိန်သွားမွန်ဆောင်ပြီးထွန်းမှာတီချောင်းမရောက်တယ်သွားရတယ် go တခုနှစ်ခုတဲ့นี่โอเค go to bagging ခဏကြည့်လိုက်စပါးထည့်လိုက်မယ်အာလူထည့်လိုက်မယ်ပြီးရင်အိတ်မယ်โอเคအားလုံးပဲဗီဒီယိုဒီလောက်နဲ့ဆက်လိုက်စေချင်ပါတယ်နောက်ဗီဒီယိုတင်မှာဆက်တွေ့ချင်ပါတယ်အားလုံးပဲဘိုင်ဘိုင်